ကျွန်တော်အမုန်းဆုံးကျွန်တော်အပိုင်းလေးပြူကံရွာတွေနေထိုင်ခဲ့တော်ရက်များမှာမအိပ်ဖြူနေကျွန်တော်အတွက်ကြည်နူးစရာမမိနိုင်စရာစားလိုက်ကြအင်းလှတော့လိုက်ကြနဲ့ပျော်စရာရွာတလေးအရာဘာကြည်နေရင်းနှီးသူများကထမင်းစားဖိတ်ကြသည်တစ်ဖက်ရည်တောက်ခေါ်ကြသည်မတော်ချင်ကြီးမဖြစ်မလိုက်ချင်ကြီးမရကျွန်တော်တို့အတွဲလေးမှာသူတို့ရွာ၏အထူးဧည့်သည်တို့များဖြစ်နေကြသည်ညနေတွင်ရွာအနီးကန့်ကြီးပေါင်မှာမအိပ်ဖြူနဲ့ကျွန်တော်လမ်းလျှောက်ကြသည်တော်ပန်လလေးတွေ့တိုင်းကျွန်တော်ခူး၍မအိပ်ဖြူကောင်းမှပန်ပေးသည်ပန်းတွေနှင့်ဝေနေသောမအိပ်ဖြူကျွန်တော်ပန်ပေးသမျှမညူစုကျွန်တော်ကိုကြည်ဖြူလွန်းသောမအိပ်ဖြူဆယ်ရက်ကြသောအခါကျွန်တော်မိဘများလိမ့်လာကြသည်သမီးရှင်ဆရာကျော်ကတော့စိတ်နာ၍ထင်ပါ၏လိုက်လဲမရှာဘာမျှလည်းမမေးဥပိ္ပခါပြုထားသည်ကျွန်တော်မိဘများကသမီးရှင်ဆရာကိုအားနာသည်တောင်တောင်ပပန်နဲ့ကျွန်တော်တို့နှစ်ယောက်ကိုဆရာကြော့ထန်အပ်နှံသည်ဆရာမျက်နှာတင်းမာ၍ကျွန်တော်တို့အနီးကပ်သည်အထူးသဖြင့်ဆရာကသမီးဖြစ်သူမအေးဖြူကိုမကျေနပ်မအေးဖြူကိုဆရာကသမီးကြီးမို့ချစ်ယုံမကအားလဲထားသည်ပညာတော်၍မျှော်လင့်ချက်လည်းကြီးခဲ့သည်သို့သောဆရာကကျွန်တော်တို့ကိုစုလဲမစုဘာမျှလည်းမပြောသမီးလေးလိမ်မာလာမြောင်းမမြင်းစီထွက်ဆိုတာလို့လုံရက်လိုက်တာသမီးရဲ့ဆရာကတော့တော်ခင်မြကတော့ပြောပြီးငိုသည်မိဘနှစ်ပါးကိုကြည့်ပြီးမအေးဖြူမျက်ရည်ပပေါက်ကျနေကြသည်ကျွန်တော်စိတ်မကောင်းပါဤဖြစ်ရအောင်ဤတရက်ခံမှာကျွန်တော်ပါမအေးဖြူမှာအပြစ်ကျူးလွန်သူမဟုတ်ရှာကျွန်တော်အကြက်ကင်၍သာလိုက်ပါခဲ့ရခြင်းဖြစ်သည်သမီးကိုအပြစ်မတင်ပါနဲ့ရှင်အမှန်ကတော့သမီးအပြစ်မဟုတ်ပါဘူးကျမတို့အသားမောင်ဆိုးကြောင့်ဖြစ်ရတာပါသူကျမတို့ကိုလည်းဘာမှမတိုင်ပင်မဲနဲ့အစိုးရိမ်နုံပြီးလှုပ်သွားတာပါကျမတို့သားကိုစားဆရာကိုရောဆရာကတော်ကိုပါကျမတို့တောင်းပန်ပါတယ်သားကိုမွေးရသည့်အကျိုးအမေတောင်းပန်နေရပြီကျွန်တော်လည်းခုလိုတွေ့ရတော့ဆရာကိုတိတ်အားနာမိသည်ဆရာစိတ်မချမ်းသာအောင်လုပ်မိသည်ကိုလည်းစိတ်မကောင်းဖြစ်မိသည်ကဲပါလေဖြစ်ပြီးမှတော့ဘသူကိုမှအပြစ်မတင်ကြပါနဲ့တော့လူဆိုတာကိုယ်လန်းကိုရွေးကြတာပဲအိမ်အောင်တယ်ဖြစ်လာပြီးတဲ့နောက်ကိုဘဝကိုဘလို့တီဆောက်ရမယ်ဆိုတာသာစဉ်းစားကြပေါ့နှစ်ဖက်မိဘတွေကတော့ဒီအချိန်မှာလက်ထပ်ပေးရုံပဲရှိတော့တာပေါ့ဆရာကျော်ဤသဘောတူညီချက်အရနှစ်ဖက်မိဘများညှိနှိုင်းပြီးကျွန်တော်တို့နှစ်ယောက်ကိုတင်းတင်းလျောက်ပတ်စွာလက်ထပ်မင်္ဂလာအခမ်းအနားကျင်းပပေးကြသည်မောင်ဆိုးဆိုတဲ့ကောင်လှင်းနေကွာတကယ်တတ်တိပဲကျွန်တော်ကိုအားကြချီးကျူးသူတွေရှိသလိုတာသမီတွေမွေးရပညာတွေမဆုံးကျင်ရဆုံးကျင်ကြပြီဖြေရတဲ့ဆယ်တန်းစာမေးပွဲကဘယ်လိုနေမှန်းကိုမသိသေးဘူးမအောင်ရင်ဘာလို့စားကြမလဲအပြစ်ပြောသူတွေကလည်းအများကြီးသို့တော့ဘသူတွေဘာပဲပြောမအေးဖြူနဲ့ကျွန်တော်ကတော့အချစ်ဆုံးချစ်သူတို့ဘဝမှာတစဉ်အပျော်ဆုံးအိမ်တော်ဦးဘဝတို့ကူပြောင်းခဲ့ကြပြီညကစားဇနီးမြောက်နှံအာအီဆိုသလိုအချစ်အကျဉ်းနာစကားတွေဆိုရမဝခဲ့ကြပါအော်အချစ်နဲ့ရည်မှုတဲ့အပျော်ဆုံးချစ်ကလေးတွေကိုမကြုံဘူးတဲ့လူဟာတန်တလွန်မောခြင်းဆိုတဲ့ဝေဒနာကိုလည်းနားလည်မှာမဟုတ်ပါဘူးလေလက်ထပ်ပြီးနောက်ကျွန်တော်တို့နှစ်ယောက်စကအေးရွာမှာမိဘများနဲ့အတူနေထိုင်ကြသည်သို့တော့စကအေးနှင့်တရားဦးမှာဝေးမကွာပြေးလာလေသာမထောက်တော့ခရီးမို့စက်ပိန်တစည်းနှင့်တရားဦးတို့မကြာခဏသွားလာကြသည်ကိုချစ်သူကိုစက်ပိန်ရှိမှတင်စည်းကျင်သောဆန္ဒခုမှပြေသွားတော့တယ်မအေးဖြူထမတင်းတင်းမှွေသောရက်နှံလေးကိုရှူရှရင်စက်ပိန်နေရသည်မှာမောသည်မထင်ပန်းသည်မသိမောနေပြီလားကိုချွေးဆို့နေသောကျွန်တော်မျက်နှာကိုကြည့်၍မအေးဖြူကမိသည်မောပါဘူးဗျဟောဟဲကျွန်တော်အဖေကြောင့်မအေးဖြူကတခက်ခက်ရည်သည်ချစ်စရာတလန်းလုံးနောက်ရင်ပြောင်ရင်ရည်ရင်နဲ့တရားဦးတို့ရောက်သွားကြသည်တရားဦးအိမ်တွင်ဆရာကျော်ကတော့အစကတည်းကခတ်တင်တင်းနေတတ်သူမို့ခက်မှန်မှန်သာဆက်ဆံသည်ဆရာကတော့ဒေါ်ခင်မြနဲ့မအေးဖြူ၏ညီမလေးနှစ်ယောက်ကတော့ကျွန်တော်တို့ရောက်သွားတိုင်းဝမ်းသာပျော်ရွှင်စွာဆက်ဆံကြသည်
တခုအဆင်ပြေသည်မှာဆရာကျော်တို့တွင်ညီအမတွေကြီး၃ယောက်မွေးထားတော့လဲသားမရှိကျွန်တော်ကိုဆရာကတော့ကသားလိုသဘောထားပါသည်ငယ်မလေးများကလည်းအကူတယောက်ကောက်ရနေကြသည်ကျွန်တော်တို့မှလည်းညီအကို2ယောက်သာရှိ၍သမီးမရှိအမေကမအေးဖြူကိုသမီးလိုချစ်ခဲ့သည်10 တန်းအောင်စီရင်ကလည်းမထွက်သေးကျွန်တော်တို့2ယောက်အတွက်ဘာမှဆုံးဖြတ်ရမရသေးအောင်စရင်ထွက်ပြီးမှအခြေအနေကိုကြည့်ပြီးဆုံးဖြတ်ရမည်ထင်သည်ဒီကြားထဲမှာကျွန်တော်တို့အတွက်စကအေးနဲ့တရားဦးကူလိုက်တန်လိုက်နဲ့လွတ်လပ်စွာနေရသောကာလကျွန်တော်ကတော့ဆောင်းပွဲအောင်စီရင်ကိုလုံးဝမတွေးပဲနေလိုက်သည်10 တန်းအောင်စီရင်ထွက်ပါပြီမအေးဖြူအောင်သည်ကျွန်တော်ကြသည်မဆန်းပါအစကတည်းကကျွန်တော်မျှော်လင့်ထားပါသည်မအေးဖြူခမသူ့အောင်သည်ကိုမပြောနိုင်ရှာကျွန်တော်မအောင်သည့်အတွက်စိတ်မကောင်းဖြစ်နေရှာသည်အကိုကအောင်ပြီးအေးဖြူကြလိုက်ပါတော့အကိုရဲ့ကျွန်တော်မျက်နှာငယ်ရသည်ကိုသူမမြင်ချင်းကျွန်တော်ကိုသူမိဘများနှင့်ပုံဝင်ခြင်းကအထင်သေးသည်ကိုသူမခံခြင်းသို့သောမခံခြင်းသည်ကိုမှခံရဖို့ဖြစ်လာပြီ10 တန်းတော့မအောင်ပဲမိန်းမယူခြင်းနဲ့ကောင်မအေးဖြူဤမိဘများကမပြောတော့လေမအေးဖြူဤအတိုင်းဝိုင်းမှာအတန်ထွက်လာခဲ့သည်မှန်လဲမှန်ပါသည်ကျွန်တော်အခုမှပို့ပြီးရှက်မိသည်မအေးဖြူကိုလည်းအားနာသည်ဒီနေ့တစ်ဖြစ်ပါအောင်ကိုရဲ့တကယ်တော့အကိုကအေးဖြူထပ်ပို့ပြီးညံကောင်းပါတယ်အကိုအရေးချင်းကိုအေးဖြူအသိဆုံးပါမအေးဖြူကျွန်တော်ကိုအားပေးသည်ကျွန်တော်မှလည်းမခံကျင်တဲ့တော့ရှိပါသည်ဒီနှစ်အကိုထပ်ဖြစ်မယ်မအေးဖြူအောင်စေရမယ်ကျွန်တော်2 နှစ်ကြာထား၍နေ့ကြောင်တက်ခွင့်မရညကြောင်တက်ရသည်မအေးဖြူခမအိမ်နောင်တဲ့ဖြစ်နေပြီမို့ဆရာကျော်ကတက္ကသိုလ်ဆက်မပို့တော့ပါအလေတန်းဆရာဖြစ်တင်တဲ့ကျောင်းသို့ပို့ပြီးသည်မအေးဖြူမန္တလေးဆရာအတက်တင်ကျောင်းမှာတက်ရ၍ကျွန်တော်တို့2ယောက်ခွဲခွာနေကြရသည်မအေးဖြူကိုတတိယတိုင်းကျွန်တော်စာကိုဖိ၍ကြိုးစားသည်ကျွန်တော်10 တန်းအောင်လေမအေးဖြူတိတ်ဝမ်းသာပြီမြင်မအေးဖြူဝမ်းသာကိုအတွက်ပင်ကျွန်တော်10 တန်းအောင်ခြင်းသည်ကျွန်တော်အတွက်ဂုဏ်ယူခြင်းရှာသောမအေးဖြူ၏ဆန္ဒပြည့်စေခြင်းသည်ကျောင်းပညာဆိုသည်မှာလည်းတကယ်စူးစမ်းသလောက်အရာရောက်ပါ၏ထိုနှစ်ကမအေးဖြူအလေတန်းဆရာဖြစ်အောင်သည်ကျွန်တော်10 တန်းစာမေးပွဲအောင်သည်ကျွန်တော်တို့2ယောက်သာမကနှစ်ဖက်မိဘတွေပါဝမ်းသာပျော်ရွှင်ကြသည်အားလုံးထဲမှာဝမ်းသာဆုံးကတော့မအေးဖြူလည်းအလုပ်ရပြီပဲအကိုဘာမှပူစရာမလိုအကိုဟာတက္ကသိုလ်ဆက်တက်အေးဖြူထားမယ်မအေးဖြူကြည်နူးမြူးကြွနေသည်ကျွန်တော်ခေါင်းရှမ်းမိပါ၏မလုပ်ပါနဲ့မအေးဖြူရဲ့အိမ်အောင်ရှင်ဖြစ်လာပြီဆိုတဲ့ဘဝမှာအကိုကသာအလုပ်ရှာပြီးမအေးဖြူကိုလှုပ်ကြွေးရမှာပါဒီလောက်နဲ့အကိုလုံးမလုပ်ရသေးပါဘူးတက္ကသိုလ်ဆက်တက်ရမယ်အေးဖြူကိုချစ်ရင်အေးဖြူပြောတဲ့အတိုင်းလုပ်ပါအကိုရဲ့အေးဖြူကဇွတ်တောင်းဆိုနေသည်သူ့စေတနာကိုကျွန်တော်လေးစားပါသည်သို့တော့မဖြစ်ပါဘူးမအေးဖြူရဲ့မိမလူစားစားပြီးမိမကကြောင်းထားပြီးတယ်လို့အကိုပြောမခံနိုင်ဘူးကျွန်တော်တူတူခက်ခါညင်သည်ကျွန်တော်ကိုကြည့်နေတော့မအေးဖြူ၏ညှို့ဝန်းအစုံမှမျက်ရည်များစီးကျလာသည်ရှိုက်တန်တစ်ချက်ထွက်လာသည်အကိုအေးဖြူစေတနာကိုနားမလဲဘူးမဟုတ်ဘူးမအေးဖြူအကိုနားလေတယ်ဒါပေမဲ့နေအောင်ကိုအေးဖြူပြောမယ်အကိုတက္ကသိုလ်ဆက်တက်ရင်ထူးချွန်တဲ့လူတစ်ယောက်ပါအခုအတိုင်းအလုပ်ထွက်ရှာရင်ဘလောက်ရမှာမို့လို့လဲလူတွေအကိုထင်ကြီးစေချင်တယ်ချီးကျူးစေချင်တယ်တက္ကသိုလ်ကဘွဲရပြီရင်အကိုထက်တက်အလုပ်ရမယ်လေပြီးတော့အကိုနဲ့အေးဖြူမှာသားလေးတွေသမီးလေးတွေရှိလာအောင်မယ်နောက်အရှိတွေးပါအကိုရဲ့ဒီလေးနှစ်လောက်ရုန်းကန်ထားရင်တစ်သက်လုံးကောင်းဖို့ပါမိမလူစားစားတယ်မိမကကြောင်းထားတယ်လို့မတွေးပါနဲ့အကိုရဲ့အေးဖြူနဲ့အကိုကြားမှာခွဲခြားလို့မရပါဘူးအကိုဂုံတက်မှာအေးဖြူဂုံရှိမှာပါအေးဖြူကိုညာလို့အေးဖြူကိုအားနာလို့ဆိုရင်တော့အကိုအေးဖြူကိုတကယ်မချစ်လို့ပဲအော်ခက်ပါလားမအေးဖြူရဲ့ကျွန်တော်ဘယ်လိုပြောရမှန်းမသိတော့ပါနှစ်ဖက်မိဘများကလည်းမအေးဖြူနဲ့သဘောချင်းတူညီကြသည်သမီးစန္ဒာမှန်တယ်မောင်ဆို
ဒါဟာမင်းတို့မျှော်လင့်တဲ့မင်းတို့ဘဝရဲ့အခြေခံကိုတိဆောက်တာပဲဆရာကျော်ကပါတိုင်တူနေပြီဆိုတော့ကျွန်တော်ညင်းဖို့ခတ်သွားသည်နှစ်ဖက်မိဘများကလည်းဝိုင်းဝန်းကူညီထောက်ပံ့ကြမည်ဟုအားပေးသည်နောက်ဆုံးတော့မအေးဖြူ၏အလိုကြမန္တလေးတက္ကသိုလ်သို့ကျွန်တော်ဆက်တက်ရသည်မအေးဖြူပျော်တပြုံးပြုံးနှင့်ဝမ်းသာမဆုံးရှာ